Okay, အားလုံးပဲမင်္ဂလာပါဇလန်းအစတာယာလာပါတဲ့အတော့ကြီးကိုတွေးရမှာပါဒီကဘာမှာလူသွားတွေဟာဆိုရင်မျက်စိမမြင်ရတဲ့အခြေအနေကိုရောက်ရှိနေပါတယ်မမြင်ရတော့လဲသူတို့ရဲ့အချမ်းအာရုံအနက်ခံရစွမ်းတွေကတာမန်တဲ့အထူးကစားပုံကောင်းမှာပါတယ်ရောက်တဲ့မှာလူတယောက်ကတိုက်ပွဲတဲ့အတွက်လက်လက်တွေယူပြီးငါးလက်လိုက်ခဲ့လို့ပြောလိုက်ပါတယ်လူသွားတွေဟာမျက်စိမမြင်တာကြောင့်အသက်ပြီးခုနေရပါတယ်ရှေ့အုပ်ဆောင်သွားတဲ့သူကတော့ကျွန်တော်ဇက်လိုက်ကြီးဘာဘော့စ်ပဲဖြစ်ပါတယ်တော့တဲ့ဘာဘော့စ်တို့စပွဲအတွက်ထွက်လာပါတယ်ဘာဘော့စ်သူ့လူတွေကအနက်ခံအာရုံခံရတဲ့ကောင်းတဲ့လူတွေကိုရန်သူတွေကဘေကလဲဘလောက်လဲဘယ်နှမ်းမှလဲဆိုတော့လိုက်မင်းနေပါတယ်တိုက်ပွဲခရာကိုမို့လိုက်ပြီးရိုးအတိုက်ပွဲအကောက်ကိုကလိုက်ပြီးစပွဲကိုစတင်လိုက်ပါတယ်ရန်သူတွေကလည်းသူတို့တောအုပ်ထဲကိုဝင်လာပြီးခေါင်းဆောင်ကနေပြောရွာသားတရားကိုစစ်ဆေးနေပါတယ်ရွာသားကလည်းမသက်တာတဲ့အစွန်ပြောလိုက်ရပါတယ်ရွာထဲကိုဆောင်းရသည့်အပြီးမှာအမိမသိအမျိုးသမီးတို့ရောက်လာခဲ့တယ်အဲ့ဒီအမျိုးသမီးကဂူထဲမှာကလေးတယောက်ကိုမွေးပြီးနောက်တစ်ယောက်ရှိနေသေးတာကိုတီးလိုက်ပြီးထမွေးဖို့ကြိုးစားနေပါတယ်ဘာဘော့စ်တို့ဖက်မှာရန်သူတွေတပြေးပြေးတက်လာတာကိုအာရုံခံနေပါတယ်ရန်သူတွေကတန်းပေါ်တက်တော့အချက်ပြလိုက်ပြီးအပေါ်စီးရလေရန်သူတွေကိုတကောချင်းရိုက်ချနေပါတယ်ရန်သူတွေကများတော့ရိုက်ချလို့မနိုင်ပဲအပေါ်တက်လာတဲ့အကောင်တွေကိုတကောချင်းလိုက်ပြုတ်နေပါတယ်ရန်သူတွေဘက်ကလေကားတွေပါလာတော့တိုက်ပွဲကပြင်းထန်နေခဲ့ပါပြီခုခံလို့မရတဲ့အဆုံးမှာကြောက်လုံးတွေကိုထင်းထတဲ့ကြိုးတွေကိုဖျက်ချလိုက်ရပါတယ်တကယ်ရန်သူတွေကတော့မြေပေးမှာရောသားပြောတဲ့အတိုင်းအခြေအနေကိုအာရုံခံနေပါတယ်ဘာဘော့စ်ခါလည်းတီးတိုက်ပြီးသူ့ရောက်ကိုပြန်ဆုတ်ခွဲရပါတယ်ရောသားတွေကသူတို့ကိုတစ္ဆာဖော်ခဲ့ရပါမျိုးသမီးကလည်းကလေးနှစ်ယောက်လုံးအောင်မြင်စွာဖောက်မြင်ခဲ့ပါတယ်ဘာဘော့စ်ရွာမှာတိုင်းနေမရှိတော့ဘူးရွာနေထပ်သွားရမယ်အသေးမြန်ဟန်းလိုက်လို့ပြောသွားပါတယ်ဘာဘော့စ်တယောက်ဂူထဲရောက်လာပြီးအမျိုးသမီးဘေးနားဝင်လာပြီးသူ့သားတွေကိုကန်ကြည့်နေပါတယ်ဘာဘော့စ်ကနေပြီးငါကာကွယ်ရမယ်3ယောက်ရှိပြီလို့ပြောလိုက်ပါတယ်သူအပြင်ထွက်လာတော့သူ့ကိုစောင့်နေတဲ့လူတွေရှိအောင်အာရုံခံမိလိုက်ပါတယ်အမျိုးသမီးကြီးကနေဒီကလေးတွေကရွာကိုမကောင်းတာဆွန်လာပေးရရန်သူတွေကိုပဲပြန်ပေးရမယ်လို့ပြောလိုက်ပါတယ်ဟုတ်ဘူးသူတို့ကကျွန်တော်သားတွေသူတို့ကိုကာကွယ်ရမယ်ရှစ်တို့လာရဲ့သူမသမီးကိုတက်ပြမယ်လို့ပြောလိုက်ပါတယ်လူတွေကတယောက်ကျွန်တော်တခင်အတွက်ယက်တိမယ်လို့ပြောလိုက်ပါတယ်နောက်ထပ်လူတွေရောက်လာပြီးတိုက်ခတ်ဖို့ပြင်ဆင်လိုက်ပါတယ်ကိုရီးယားအမျိုးသမီးထွက်လာပြီးမိုးကရက်သွားပြီးကလေးကိုပေးလိုက်ရုံနဲ့တိုက်ပွဲကပြီးတော့မှာမဟုတ်ဘူးတရားလုံးကိုမိရှို့တွေ့သမျှလူကိုတက်သွားမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ထွက်လိုက်ရှိရယ်ဒီနေရာနဲ့မနီမဝေးမှာတရားတစ်ခုရှိရယ်အဲ့ဒီကနေထွက်သွားလို့ရတယ်လိုရတဲ့ပစ္စည်းယူပြီးတရားစီထွက်ခဲ့ပါတရားကိုရောက်ပြီးဘာကတရားဖြစ်သွားတော့ရန်သူတက်ကခေါင်းဆောင်ရောက်လာပြီးတရားလို့ပြောလိုက်ပါတယ်ရွာသားတွေကိုအရင်သွားခိုင်းလိုက်ပါတယ်ဘာကကျိုးတွေကိုဖျက်ပြီးရွာသားကလည်းအကူကြီးလိုက်တောင်းတော့ခေါ်လိုက်ရပါတယ်ခေါင်းဆောင်ကနေတင်းငယ်ယူပြီးဘယင်မကိုစာပေါ်လိုက်လို့ပြောလိုက်ပါတယ်စပိုးငက်ကတိုးတွေတောင်းနေမြေချောင်းတွေကိုဖျက်ပြီးဘယင်မစီရောက်လာခဲ့ပါတယ်ဘယင်မကမင်းတို့မိနေကြပြီလားမကောင်းဆိုးဝါးတွေရောက်လာပြီးကဘာကြီးကိုအုပ်ချုပ်ဖျက်စီတတော်တွေမီးလောင်အရေးကြီးတာကလေးတွေကိုကားစီခေါ်ခဲ့လို့ပြောလိုက်ပါတယ်ဘာဘောတို့ဘက်မှာလူစုပြီးနေရာတနေရာအသည့်အတွက်ဘေးသွားမလဲတိုင်းမင်းနေပါတယ်မြေချောင်းတစ်ချောင်းလမ်းတစ်ချောင်းဆိုင်ရေထဲကွန်းတနေရာကိုရောက်လာခဲ့ပါတယ်ဘာဘော့စ်ဂျိုးမှာထုံထားတဲ့အမတ်သားရဲ့လေကားဆိုတာတိလိုက်ပြီးအောက်ဘက်ကိုဆင်းသွားပါတယ်အောက်ဆုံးကိုရောက်သွားတော့အန်နီယကေးမီဆိုတာတိလိုက်ရပါတယ်ဘာဘော့စ်တယောက်ဆက်လျှောက်လိုက်ရင်အမတ်သားတွေပြည့်နေတဲ့နေရာတစ်ခုကိုခဏလိုက်ရပါတယ်ဘာတယောက်ဒီနေရာမှာအခြေချရင်သူသားတွေကိုကောက်ွယ်မလို့ဆုံးဖြတ်လိုက်ပါတယ်season 1 episode 1လေးရတော့ဒီလောက်ပါပဲနောက် episode မှာပြန်တွေ့ကြပါမယ်ဒီဗီဒီယိုကြိုက်ရင် like share subscribe လေးလုပ်ခဲ့ပါအောင်အားလုံးပဲ good night ပါ